အားလုံးမင်္ဂလာပါဒီနေ့သင်မှာတော့ basic state တွေအကြောင်းနဲ့ anchor point အကြောင်းပဲဖြစ်ပါတယ်ဆရာတို့ After Effects ထဲမှာ shape တွေက mystery ဖြစ်ဆုံးတဲ့လှပဆောင်ဖန်တီးမှုကိုဆရာတို့ပေးနိုင်တယ်ပေါ့နော်နောက်ပိုင်း Illustrator နဲ့တွဲပြီးပြီဆိုလို့ရှိရင်အရင်လာတဲ့ project တွေလုပ်နိုင်သွားလိမ့်မယ်အဲဆိုဆရာတို့စပြီးတဲ့အခါကျတော့ကြည့်ရအောင်ပေါ့နော် new composition ယူမယ် shortcut နဲ့ပဲသွားလိုက်မယ်ပေါ့နော် control N ဒါမှမဟုတ် command N နှိပ်လိုက် new composition ရတယ်ပုံမှန်ယူနေတဲ့ဆရာတို့ social media landscape ပေါ့နော်မယူတော့ဘူး social media landscape ကနေ social media square ပေါ့နော်1080ယူလိုက်ပေါ့နော်ပြီးရင်တော့နာမည်ကတော့ဆရာတို့ shape ပေါ့နော်ပေးလိုက်မယ် lesson 3 shape ပေါ့နော်ပြီးရင်တော့အကြောင်းကတော့ဆရာတို့အပြာရှင်းရအောင်လေးပေါ့နော်အမောင်ရောင်လေးလိုက်မယ်အမဲကြတော့လဲဆရာတို့တိတ်ပြီးတော့မလာတဲ့ခါကျဒါလေးရပါတယ်အဲဆိုဆရာတို့အရင်ဆုံးဒါလေးကိုဇုံအင်ဆောင်လောက်တာလေးပြောက်ပြီးเนาะဇုံအင်ဆောင်ကကြတော့ဒါလေးပေါ့နော်အပေါ်မှာဆိုရင်ဇုံ2ရှိတယ်နှိပ်ပြီးပြီဆိုလို့ရှိရင်မမ်မီပုံစံလေးရရင်မောက်ကိုညာဘက်ဆိုရင်ချဲ့တယ်ဘယ်ဘက်ဖီဆွဲလို့ရှိရင်ချုပ်တယ်ပေါ့နော်အဲလိုလေးရမယ်ပြီးတော့ဆရာတို့ shift select ပေါ့နော်ဒီညာဘက်လက်နဲ့ဆရာတို့ shift ကိုနှိပ်ပြီးတော့ shift ရဲ့ပြီးတော့ select ကိုနှိပ်တယ်ဆင်နော် fit လောက်တာပေါ့နော် fit screen ဆရာတို့ full mode ဒီဘက်မှာ98ပါချဲ့တယ်ဒါမှမဟုတ်ချုပ်နေပြီးရင်ဆရာတို့ shift select ကိုနှိပ်တယ်ပေါ့နော် shift select ကိုနှိပ်ဝင်ရင်ပုံမှန်တိုင်းပြန်ပြီးတော့ဖြတ်သွားတာပေါ့နော်ပြီးရင်တော့ဒီဘက်ပြီးက hand tool လေးယူလိုက်ပြီးရတယ် hand tool ကကြတော့နှိပ်ပြီးတော့ရွှေ့လို့ရတယ်ပေါ့နော်ဥပမာပြင်ကိုကzone 2ယူခြင်း shortcut က set ပေါ့နော် set ကိုနှိပ်ပြီးတော့နည်းနည်းလေးချဲ့လိုက်လို့ရတယ်ဒါပေမဲ့ကိုကဒီအလေးကိုမလို့ခြင်းအောက်ကိုလို့ခြင်းတယ်ဆိုရင် hand tool ပေါ့နော် hand tool ကိုသွားခြင်းလို့ရှိရင် zone 2ကိုယူထားတယ် space ကိုနှိပ်အောင်ပဲပေါ့နော် space ကိုနှိပ်ပြီးရွှေ့လို့ရတယ်အဲ့လိုပဲဆရာ shape တစ်ခုအရင်ဆုံးဆွဲလိုက်ပါအောင်ပေါ့နော် shift select ကိုနှိပ်ပြီးပါလေးဆွဲလိုက်မယ်ဆိုတော့ဒီ shape 2ပေါ့နော် shape 2ကတော့ကျူဒါပေမဲ့ shape 2ကတော့ shortcut နဲ့ယူလို့မရဘူးအကုန်လုံးကျူဆိုတော့ဆရာတို့ဖွင့်ထားလို့ပေါ့နော် ellipse tool လေးတခုဆရာတို့ယူလိုက်မယ်ယူလိုက်တယ်ဆိုရင်ဒါမျိုးလေးရမှာပေါ့နော်အဝိုင်းတက်လူချင်းလို့ရှိရင်တော့ shift ကိုနှိပ်ထားပြီးတော့ဆွဲလို့ရတယ်ပေါ့နော် shift ကိုနှိပ်ပြီးတော့ shape လေးတခုယူလိုက်မယ်ပြီးရင်တော့ဆရာတို့ shape တခုယူရဲဆိုလို့ရှိရင်ဒီနိုင်လေးမှာသူ့ရဲ့ attribute လေးမြင်ရအောင်ပေါ့နော် shape fin ရဲ့ဆရာတို့ shape stroke ရဲ့ပေါ့နော် fin ကိုနှိပ်ပြီးရင်ဆရာတို့ဘာယူလို့ရလဲဆိုတော့စာအုပ်နှိပ်ရအောင်နော် gradient ယူလို့ရတယ် pattern fin ပေါ့နော်ယူလို့ရတယ်ဒါပေမဲ့အခုတော့ဆရာတို့က solid color ပဲယူထားအောင်ပဲပေါ့နော် solid color okay အဲ့တော့ဒီ fin ရဲ့ color ထဲမှာဆရာတို့ကကိုလိုချင်တဲ့အကြောင်းလေးကိုနှိပ်ပြီးတော့ရွှေ့လိုက်ပေါ့နော်ဆရာတို့နေဆွဲမှာပေါ့နော်နေဆွဲမှာဆိုတော့အဝါရောင်လေးယူလိုက်ပါပေါ့နော်အဝါရောင်လေးယူရင်အဝိုင်းလေးရသွားတယ်အဲ့တော့နောက်ဘာရှိလဲဆိုတော့ဒီနန်းလေးမှာတော့ shape တစ်ခုမှာဆိုလို့ရှိရင်ဆရာတို့ဒီ anchor point လေးတွေ့မှာပေါ့နော်ဇုံဆရာတို့ကမောင်ဘိန်းလုံးလေးကိုလှည့်ပြီးတော့လေဆရာတို့ကသွားလို့ရတယ်နော်အဲ့လိုလေးအဲ့ဒါချဲ့လိုက်ပေါ့နော်ဒါမှမဟုတ်လေ set ကိုနှိပ်ပြီးတော့ချဲ့လိုက်ပေါ့နော်အဲ့လို anchor point လေးကိုတွေ့ရလိမ့်အဲ့ anchor point လေးကတော့ဘယ်လိုအလုပ်လုပ်လဲဆိုတော့ဥပမာဖြင့် rotation ပေါ့နော် rotation လှည့်လိုက်တယ်ဆိုလို့ရှိရင်ဒီလို anchor point လေးပေါ်မူတည်ပြီးတဲ့အခါကျတော့ဆရာတို့ကလှည့်တာပေါ့နော်ဥပမာဖြင့်ဒီ anchor point လေးကအပြင်ဘက်မှာရောက်နေတယ်ပေါ့နော်နည်းနည်းလေးခြုံလိုက်ဒါက anchor point ရွှေ့တဲ့2ပေါ့နော် anchor point ရွှေ့တဲ့ shape y နဲ့ရွှေ့တယ်ဥပမာအပြင်ဘက်ကိုရောက်နေတယ်ဆိုလို့ရှိရင်ဒီ anchor point လေးကိုဆရာတို့က rotation ပေါ့နော်ဒီဘက်က rotation နဲ့လှည့်တယ်ဆိုရင်အဲ့လို anchor point လေးပေါ့မူတည်ပြီးတော့လှည့်သွားတာပေါ့နော်နောက်ပိုင်းဆရာတို့လုပ်မဲ့နေကိုလှည့်တယ်ပုံစံတွေ animation တွေဆိုလို့ရှိရင်ဆရာတို့ anchor point လေးကိုရွှေ့ပြီးအဲ့လိုလှည့်တဲ့ပုံစံတွေလောက်ရတာအဲ့ဆို anchor point ကိုဆရာတို့က default အနေနဲ့ center မှာရွှေ့ထားလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့ဆိုရင် anchor point 2လေးယူပြီးဆရာတို့က center မှာအဲ့လိုရွှေ့ထားလို့ရတယ်ရွှေ့တဲ့ချိန်မှာဆရာတို့က control ကိုနှိပ်ထားလို့ရတယ် control နှိပ်တယ်ဆိုရင်အဲ့လိုဝင်ကတ်သွားနော်ဝင်ကတ်သွားတော့ဆရာတို့ဘယ်လိုခေါ်လဲဆိုတော့ snap လို့ခေါ်တာပေါ့နော် SNAP snap ပေါ့နော် snap 2ပေါ့နော်ဆရာပြပေးမယ်တော့ control ကိုဖိထားပြီးဆရာတို့ y ပေါ့နော် anchor point 2ကိုယူလိုက်ပေါ့နော်ပြီးရင် control ကိုဖိထားပြီးအဲ့လိုတော့ချက်ချင်းတော့မကြည့်ဒီဘက်ကတ်တာနဲ့ဒီတိုင်းဝင်သွားတယ်ဟိုမှာဒီဘက်ကတ်တာနဲ့ဒီတိုင်း auto ဝင်ကတ်သွားတယ်တကယ်လို့ control ကိုဖိမထားရင်တော့ဒါ snap မဖြစ်ဘူးပေါ့နော်နည်းနည်းလေးလွှဲနေရလေးရှိမယ်အဲဆိုကောင်းတာကတော့ control ကိုဖိထားမယ်
snap to ဝင်သွားတယ်ပေါ့နော်စောင်းစောင်းလေးဖြစ်နေအလေးတက်တက်ရအောင်ဆရာတို့ရွှေ့လို့ရတယ်ရွှေ့ခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာတို့ကဒီဘက်ပြရ align ကိုတုံးပြရပါနော်ဒါဆိုရင်တော့ composition နဲ့အလဲကိုညှိပါဆိုဒါလေးနဲ့ပညာအလဲကိုညှိသွားတယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒါကြတော့ vertical line ကိုနဲ့ဒါအပေါ်အောက်အလဲကိုညှိသွားတာတွေ့ရလိမ့်မယ်ပေါ့နော်ဒီတိုင်းလေးထားလို့ရပါတယ်ဒါပေမဲ့ဆရာဒီ shape တွေအကြောင်းပို့ပြီးတော့သုံးလို့ရအောင်ဆရာပါလေးပြပေးမယ်ဆိုတော့နောက်ထပ်နေပုံစံလေးဖြစ်အောင်လုပ်ကြည့်အောင်ပေါ့နော် shift left ပြီးစုံတူးနဲ့နည်းနည်းလေးချက်လိုက်shortcut လေးတွေရသွားရင်တော့ပို့ပြီးတော့ချိန်လို့လွယ်တာပေါ့နော်ပြီးရင်တော့ဆရာတို့ဘယ်လိုသွားကြည့်မလဲဆိုတော့ဒီရောက်မှာ shape layer 1ဆိုတော့တွေ့ရမှာနော် shape layer 1ရဲ့ဒီ content ထဲမှာဆရာတို့ကအဝိုင်းလေးဆွဲထားတဲ့အတွက် L1 ဆိုတာကိုဆရာတို့တွေ့ရလိမ့်မယ် L1 ရဲ့အောက်မှာတော့သူမှာ shape attribute နှစ်ခုရှိတဲ့အတွက်သူကelip power ကတော့နောက်ပိုင်းလမ်းကြောင်းလေးသင်မှာဆရာပြပြပေးမယ်ခဏကြော်ထားခဲ့ပေါ့နော်အဲဒါဘာရှိလဲဆိုတော့ stoke ရဲ့ fin ရဲ့ရှိရယ်ပေါ့ shape တစ်ခုမှာရှိတဲ့ဟာရှိတယ်ဒါကြတော့ဒီ elip ကိုရွှေ့လို့ရတယ်ဟာပေါ့နော် transform ရှိတယ်အဲဒါဒီမှာဆို transform တစ်ခုကိုတွေ့ရလိမ့်မယ်ပေါ့နော် layer တစ်ခုလုံးရဲ့ transform နဲ့ဒီ elip တစ်ခုရဲ့ transform ပေါ့နော်အဲဆိုတော့ဒါလေးကိုမကြည့်နဲ့ဘူးเนาะဒါလေးကိုပိတ်လိုက်ရင်သူရဲ့ layer ထဲမှာ L1 ဆိုတာကိုဆရာတို့တွေ့ရလိမ့်မယ်ပေါ့နော်ဆို L1 ဆိုတာတွေ့ရပြီးဒီ layer ထဲမှာပဲနောက်ထပ် shape တွေကိုတော့ထပ်ထည့်လို့ရတယ်ပေါ့နော်အဲဆိုနောက်ထပ် L2 ကိုဆရာတို့ထည့်ယူလိုက်မယ်ပေါ့နော်တွေ့ထည့်ယူပြီးပြီဆိုလို့ရှိရင်ဆရာတို့အဝိုင်းလေးတစ်ခုကိုဆွဲလိုက်ပေါ့နော်အဝိုင်းဆွဲနေမှာ shift နဲ့ဆွဲလို့ရတယ် shift နဲ့ဆွဲပြီးပြီဆိုလို့ရှိရင်တော့ဆရာတို့ဒီနေ့လေးမှာelip2 ဆိုပြီးတော့ဆရာတို့တွေ့ရလိမ့်မယ်ပေါ့နော်အဲဆို elip1 နဲ့ elip2 နှစ်ခုဆရာတို့ဖြစ်နေတာပေါ့နော်အဲဆို elip1 ကို elip2 ကိုအအောင်ပြောင်း elip2 ကိုအအောင်ပြောင်းလိုက်ပါပေါ့နော် fin ကိုနှိပ်ပြီး2ပေါ့နော် elip2 ကတော့လဲတက်တက်မကြောက်ပေါ့နော်အဲဆိုရွှေ့လို့ရတယ်ခုနေဆရာတို့ဆွဲရွှေ့စင်တော့ elip2 ကိုယူထားတော့ပေါ့နော် control z ကိုနှိပ်လိုက် move2 ကိုယူရတယ် move2 ရဲ့ shortcut က V ပေါ့နော် V နှိပ်လိုက်ဒါ elip2 ကိုပဲရွေးထားတာเนาะတကယ်လို့ဒီပြင်ဘက်ကိုနှိပ်လိုက်ရင် elip1 ကိုရွေးတယ်ဒါကိုနှိပ်ရင် elip2 ကိုရွေးတယ်ပေါ့နော်အဲ့တော့ခါလီကျတော့ရွေးရနေနေခတ်တော့ဒီကနေ layer တွေကနေရွေးလို့ရတယ် elip2 ကိုနှိပ်ပေါ့နော်နှိပ်ပြီးရင်ဒါအလေကြအောင်လို့ရွှေ့ပြီးလို့ရှားလိုက်ပေါ့နော်အဲ့ဆိုပြီးရင်တော့ဆရာတို့နောက်ထပ်တစ်ခုပေါ့နော်ထပ်ဆက်ပါပေါ့နော်အဲ့တော့ဆွဲလို့လည်းရတယ်တော့ copy ကူးလို့လည်းရတယ် copy ကူးခြင်းလို့ရှိရင် elip2 ကိုတစ်ချက်နှိပ်ပြီးရင်ဆရာတို့ control C control V ပေါ့နော် control V ဆိုရင်ဒီနေ့လေးမှာ elip တစ်ခုတိုးလာတယ်ဒါပေမဲ့ဒီနေ့မှာကျတော့ဘာဖြစ်လဲဆိုတော့ elip 3ဆိုပြီးတော့ဖြစ်မသွားဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဆရာ control Z နှိပ်တယ်ဒီ elip 2ကိုနှိပ်ထား elip 2ထဲမှာသူအဲ့လို elip 2ဆိုပြီးတော့အဲ့လိုလေးတစ်ခုဝင်သွားတာပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့တော့ကိုက copy ကူးတယ်ဆိုလို့ရှိရင်တော့တတိထားရတယ်ဘယ်လိုလဲဆိုတော့ကိုက elip 2ကိုတစ်ချက်နှိပ်ထားပြီးတော့ control C ကိုနှိပ်တယ်ပြီးရင် control V ကိုနှိပ်တဲ့နေရာမှာဒီ elip 2ပေါ်မှာ control V မနှိပ်နဲ့ပေါ့နော်အဲ့ဒါသူ့ထဲကိုဝင်သွားမှာဆရာတို့ contact ပေါ်ကိုတစ်ချက်နှိပ်လိုက်ပေါ့နော် contact ပေါ်ကိုတစ်ချက်နှိပ်ပြီး control V ကိုနှိပ်တယ်ဆိုရင်တော့ elip 3ဆိုပြီးတော့ဝင်သွားမှာပေါ့နော်အဲ့ဒါကိုမှဆရာတို့သေးလိုက်လို့ရတာပေါ့နော်သေးပြီဆိုလို့ရှိရင်တော့ fin မှာဆရာတို့အရောင်ပြောင်းလိုက်ပေါ့နော်အဲဆိုအဓိကတော့ဆရာတို့copy ပဲလုပ်ဆရာတို့အရောင်ပဲပြောင်းပေါ့နော်သူကအောက်ထဲမှာရောင်နေလို့မမြင်ရအပေါ်တင်လိုက်ပေါ့နော် electric အဲဆိုရင်တော့ copy ပဲလုပ်ဆရာတို့ကိုယ့်ဟာတော့ကိုယ်ဆက်ပေါ့နော်သုံးခုရှိသွားတာကိုတွေ့ရတယ်အဲဆိုရွေးရင်တော့ဒီ layer တွေကနေပြီးတော့ timeline layer တွေကနေလာပြီးတော့ရွေးရအောင်လို့ပေါ့နော်အဲဆိုပြန်ရွေးပြီးရင်နည်းနည်းလေးညှိလိုက်မယ်နော်နေနဲ့တူတော့အပြင်ဘက်ကအဝင်းလေးကသေးလေးဖြစ်တာပိုကောင်းတယ်အဝင်းလေးသေးလေးဖြစ်မယ် elip 3ကိုလည်းပြန်ကြည့်လိုက်မယ်ပေါ့နော်ကြည့်ရတဲ့နေရာမှာလည်းဆရာက shift ကိုနှိပ်ထားရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါဆိုရင်ဘာလေးရသွားလဲဆိုတော့ elip 3ခုရသွားပြီပေါ့နော် y ကကြတော့ဒါဆိုတော့ y ကကြတော့အပြင်ဘက်ပေါ့နော်2ကကြတော့လေ3ကအထက်ဘက်ပေါ့နော်ခါလေးဆရာကနာမည်လေးပေးလို့ရနာမည်ပေးရင် enter ပဲပေါ့နော်ဒါလေးကို enter နှိပ်ပြီးဆရာနာမည်ပေးလိုက်မယ် outer ပေါ့နော် outer ရဲ့ပြီးရင်နှိပ်တယ် enter နှိပ်တယ် middle ပေါ့နော် middle ဖြစ်တယ်ပြီးရင်တော့ဆရာတို့ inside ပေါ့နော်enter လေးပေးလိုက်လို့ရမှာနော်အဲဆိုရင်တော့ကိုကဘယ် elip ကဘာဖြစ်လဲဆိုတာမခွဲတော့ဘူးပေါ့နော်
ပေးပြီးရင်တော့ဆရာတို့ပါဆက်လုံးလဲဆိုတော့effect ထည့်လို့ရတယ်ပေါ့နော်ဒီ shape လေးတွေမှာဒီတိုင်းလဲဆွဲကြတာများပါတယ်ဒါပေမဲ့ဆရာတခုပြပေးလိုက်မယ်နော် effect ပေါ့အဲဆိုဆရာတို့ကအောက်တားကိုနှိပ်ထားတယ်ပေါ့နော်အောက်တားဟိုနှိပ်ထားပြီးဒီတိုင်းလေးမှာ attach ဆိုတာလေးရှိတယ် attach ဆိုမှတော့နှိပ်ပြီးပြီဆိုလို့ရှိရင် shape လေးတွေမှာတော့ modifier လို့ခေါ်တာပေါ့နော်ပတ်ကားတွေ block တွေ rounded corner 4000လေးဆိုတောင်လေးတွေကွေးပေးရမျိုးတွေရှိတယ်ပေါ့နော်အဲဆိုတခုအရင်လုံးလိုက်မယ် zigzag ဆိုတာရှိတယ်ပေါ့နော် zigzag ဆိုတာဒါအတွန်းတွန်းလေးတော့ထည့်ပေးတာပေါ့နော်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီတိုင်းအတွန်းတုံလေးတွေဖြစ်တဲ့ဟာမျိုးလေးတွေဆရာတို့ရတော့မှာပေါ့နော်နေပါထည့်တာတိတ်တောက်ဆုံးပါအဲဆိုတော့ဘယ်ထဲဝင်သွားလဲဆိုရင်ဒီဟာလေးပေါ့နော်သူသစင်ချင်းစီတော့ဝင်သွားတာပေါ့နော်ဆရာတို့ contact ရှိတယ် contact နဲ့မှာinner image တွေအောက်တားရပါနော်စဝိုင်းသုံးလို့ရှိတယ်အဲဆိုဆရာတို့အောက်တားကိုနှိပ်ပြီးတော့ခုန effect ထဲအတွက်အောက်တားကိုဖွင့်လိုက်ရင်အောက်တားထဲမှာ zigzag ဆိုတာလေးဝင်သွားတယ်ပေါ့နော်တကယ်လို့ middle မှာနှိပ်လိုက်တယ်ဆိုရင် middle မှာခုနပြလိုမျိုး၄ခုပဲပေါ့နော် zigzag ဆိုတဲ့ဟာလေးမပါဘူးပေါ့နော်အဲဆိုအဲ့ဒီအောက်တားရဲ့ zigzag တွေကိုပြန်သွားပြီးအဲ့ zigzag လေးကိုဆရာတို့ဖွင့်လိုက်လို့ရတယ်ပေါ့နော်ဖွင့်လိုက်တယ်ဆိုရင်ဒီနေ့လေးမှာဘာတွေချိန်လို့ရလဲဆိုတော့ဆရာတို့ site ချိန်လို့ရတယ်ပေါ့နော်site ချိန်လို့ရတယ်ပြီးရင်တော့at sigma ဆိုရင်ဒါဘယ်နှခုရှိလဲဆိုတာချိန်လို့ရတယ်ပေါ့နော်အဲ့လိုလေးရပြီဆိုလို့ရှိရင်တော့ဒီနေ့လေးမှာ point ရတာ corner ဆိုတာတောင်ကျိုးလာတာမဟုတ်စမှုဖြစ်တာလားဆရာတို့ရွှေတော့စစ်ဆရာကောင်းတဲ့ပုံစံလေးရတော့မှာပေါ့နော်အဲဆိုဆရာတို့ inner ပေါ့နော် inner ကရှော့နေလေ inner လေးကိုနည်းနည်းလေးသေးလိုက် shift ကိုနှိပ်ပြီးသေးပေါ့နော်အဲဆိုနော်နေလေးဆရာတို့ရသွားပြီပေါ့နော်ဒါက after effects shape တွေကိုပဲသုံးပြီးတဲ့အခါကျတော့ဆရာတို့ဆွဲတာပေါ့နော်ဒီလိုလေးရှိသွားလိမ့်မယ်အဲ့တော့ဒီမှာနောက်တစ်ခုကြည့်ပြထားချင်တာဒီမှာ site နေရာမှာသာ stop web လေးလည်းပါတယ်ပေါ့နော်အဲ့လို animation လေးလည်းလုပ်လို့ရတယ်ဒီလိုလေးပေါ့နော် animation လေးဖြစ်နေအောင်ဆရာတို့လုပ်လို့ရတယ်အခုကတော့မလုပ်သေးပါဘူးပေါ့နော်နည်းနည်းရှုပ်တော့ပါဆိုတော့ဒါလေးတောင်မှဆရာလာတာလူချင်းလို့ထည့်ထားတာပေါ့နော်အဲ့လိုလေးတွေထည့်လို့ရပါလိမ့်မယ်ဒီလောက်ပေါ့နော်အဲ့ဆိုရင်တော့နေလေးတစ်ခုရသွားပြီနေလေးရသွားရင်ဆရာတို့အဲ့ဒါလေးကိုဆရာတို့ကဘာလုပ်မလဲဆိုတော့ပြန်ပိတ်လိုက်မှာပေါ့နော်အဲ့ဆိုအကုန်လုံးဖွင့်ထားတယ်အကုန်လုံးဖွင့်ထားတာကိုပိတ်ချင်လို့ရှိရင်ဒါလေးနဲ့ပိတ်လိုက်လို့လည်းရတယ်ဒါမှမဟုတ်နောက်ထပ် shortcut အသစ်တစ်ခုပေါ့နော်ဘာကိုနှိပ်မလဲဆိုတော့ U ကိုနှိပ်လိုက်ပါနော် U ကိုနှိပ်လိုက်တယ်ဆိုရင်ဒါပိတ်သွားတယ်အဲ့ဆို U ဆိုတာတော့အဲ့ဒါလေးကိုဖွင့်တာပိတ်တာပေါ့နော်နောက်ကအဲ့ပေါ်မှာလေယာဉ်မှာထောက်ပြီးတော့ U ကိုထပ်နှိပ်လိုက်တယ်ဆိုလို့ရှိရင်နော်ပြန်ပြီးတော့ပွင့်လာမှာနော်ကိုထည့်ထားတဲ့ animation လေးUU ပေါ့နော် UU နှစ်ခါနဲ့ဒါရှိသမျှဟာတွေအကုန်လုံးတော့ပွင့်လာပေးလိမ့်မယ်ပေါ့နော် U နဲ့တော့ပြန်ပိတ်သွားလိမ့်မယ်သူ့ကို animation ထည့်ပါနော်ဘာ animation ထည့်မလဲနေလေးကလဲနေတဲ့ animation လေးထည့်ခြင်းနဲ့အဲဆိုရင် rotation animation ကိုဆရာတို့ကယူလိုက်မှာပေါ့နော် rotation animation ဆိုရင်ဒီကနေဖွင့်ပြီးတော့transform ပေါ့နော် content ကတော့အဲ inner outer method ရှိတယ် transform နဲ့က rotation ကိုယူလို့ရတယ်အဲဆိုဒီမှာကြောင့်အများကြီးဖွင့်နေရတာပေါ့နော်အဲ့တိုင်းမဟုတ်ဘဲနဲ့ဆရာတို့ကဘာကိုတက်နှိပ်လို့ရလဲဆိုရင် R ကိုနှိပ်လို့ရတယ်ပေါ့နော် R ကိုနှိပ်လိုက်တယ်ဆိုရင် R ကိုတစ်ချက်နှိပ်လိုက်ရင်ဒီလမ်းလေးမှာ rotation လို့ဆရာတို့မြင်ရမှာပေါ့နော် rotation လို့မြင်ရတဲ့အခါကျရင်ဆရာတို့တစ်ချက်နှိပ်လိုက်ရင်ဒါ rotation keyframe လေးရတယ်ပေါ့နော်အဲ့တော့ဆရာတို့ animation ကဘယ်လောက်ထိသွားမလဲဆိုတော့ဆရာတို့10အထိပေါ့နော်10 second default အနေနဲ့ရှိတယ်ဆို10အထိသွားပြီးရင်ဒါအဆုံးထိလဲမှာပေါ့နော်ဘယ်နှပတ်လဲဆိုတော့rotation ရဲ့အပတ်နေရာမှာဆရာတို့ဒီမှာပဲထည့်လိုက်ပါပေါ့နော်တပတ်ပေါ့နော်တပတ်ဆိုရင်တော့ဖြည်းဖြည်းချင်းလေးပဲဆရာလဲသွားတာပေါ့နော်အဲ့လောက်ဆိုရင်ကြည့်ကောင်းသွားပြီပေါ့ဟုတ်ပြီအဲ့ဆိုဆရာတို့ shift select ကိုပြန်နေပါ shift select ဆိုတာဒီဘက်ညောင်းမဲ့ပြရလေ shift select ပြန်နေလေးလဲနေတဲ့ဟာလေးတွေ့ရတာပေါ့နော်အဲ့တော့နေကိုဆရာတို့ဘာတွေလှည့်မှာလဲဆိုတော့ဂျိုးတွေလှည့်မှာပေါ့နော်ဆရာတို့ဂျိုးတွေကိုဆွဲကြည့်အောင်ပေါ့အဲ့တော့ဆရာတို့ဘာပဲနှိပ်မလဲဆိုတော့ Z ကိုနှိပ်ပြီးတော့နည်းနည်းလေးချဲလိုက်မယ်ဂျိုးလေးမှာဆရာတို့ဘာဆွဲမလဲဆိုတော့ Y လေးပေါ့နော် Y လေးယူပြီးတော့ဆရာတို့ဆွဲလိုက်တယ်ပေါ့နော်
ဒီနေရာမှာတစ်ခုရှိတာခုနကဆရာတို့ကဒီlayer 1ပေါ်မှာနှိပ်ပြီးတော့ဆရာတို့ဆွဲထားတာပေါ့နော် layer 1ပေါ်မှာနှိပ်ပြီးတော့ဒီအဝိုင်းကိုဆရာတို့ဆွဲတယ်ဆိုလို့ရှိရင်သူကဒီ layer ထဲမှာပဲ11ဆိုပြီးတော့ဝင်သွားမှာဒါတော့ outer inner တွေထည့်ထားတယ်11ဆိုပြီးတော့ဝင်သွားမှာပေါ့နော်ရွှေ့တဲ့ခါမှာလေဥမာဆရာတို့ rotation လုပ်ထားတဲ့အတွက်ဒီတိုင်းသူကရွှေ့နေမှာပေါ့နော်ဆိုတော့ဆရာတို့အတိအကျ shape လို့ခြင်းတယ်ဆိုလို့ရှိရင်တော့ဆရာ control Z နှိပ်လိုက်မယ်နော်အဲ့ဒါအစားနေပြီတိကျ shape လို့ခြင်းတယ်ဆိုရင်တော့ဒီ shape layer ပေါ်မှာဆရာတို့မနှိပ်ရတော့ဘူးပေါ့နော်ဘေးနံလေးက uncheck လုပ်ထားရတယ်ပေါ့နော် uncheck လုပ်ထားပြီးမှဆွဲလို့ရတယ်ပေါ့နော်အဲဆို uncheck လုပ်ထားပြီးတော့ဆွဲတဲ့အဝိုင်းကိုယူပြီးတော့ဆွဲရဲဆိုလို့ရှိရင်နော်layer အသစ်ဖြစ်လာတာပေါ့နော်အဲ့ဒီနံလေးရေးကြည့်ရနော်ဒီပေါ်မှာမနှိပ်နဲ့ဘေးမှာတစ်ချက်နှိပ်ပြီးမှအဝိုင်းယူပြီးတော့ဆရာတို့ဆွဲလိုက်ပေါ့နော်ဆွဲလိုက်တယ်ဆိုရင်ဒါလေးရသွားဒါလေးကကဘာလေးပေါ့နော်ကဘာလေးတော့ဆရာတို့တစ်ခါလေအရောင်ပြောင်းလိုက်မယ်အပြားလေးပေါ့နော်ဆရာတို့ကဘာလေးကအကျိုးပြားလေးပေါ့အပြားလေးရသွားတယ်အပြားလေးရသွားပြီဆရာတို့ဒီအခါပွားရတော့ဒီအလဲမှာဖြစ်နေတာပေါ့နော်ဥပမာပြင်ဆရာမူတူးနဲ့ရွှေ့တယ်ဆိုလို့ရှိရင်သူဒီလေးရပေါ့နှိပ်လိုက်ပေါ့နော်ဒါသူနှိပ်ရင်ဒါသူအခါပွားရဒီနန်းလေးမှာဖြစ်နေတာပေါ့နော်ဒါအလဲကိုပဲစင်တာထားတယ်ဆိုတော့ပုံမှန်တော့ဆရာတို့ရွှေ့စရာမလိုဘူးပေါ့နော်ဒါပေမဲ့ခါလီကိုကရွှေ့မိလို့ရွှေ့မိတာတော့မဟုတ်ဘူးနော်နည်းနည်းခက်ဝေးဝေးလေးထားခြင်းနဲ့ဆိုရင်အခါပွားရဒီနန်းလေးမှာဖြစ်သွားတာပေါ့နော်အဲဒါခါလီဆရာတို့ကလှည့်တဲ့ animation ပေါ့နော်ဒီနန်းလေးမှာသူရဲ့ rotation animation ပေါ့နော်ထည့်လိုက်တယ်ဆိုလို့ရှိရင်ဒါအဲ့လိုအခါ point ကိုမူတည်ပြီးတဲ့အခါကျတော့ပဲသူကလဲနေမှာပေါ့နော်အဲ့လိုလေအဲဆိုဆရာတို့ကအရင်ဆုံးနေရာချရတာပေါ့နော်အဲဆိုမူတူးနဲ့သူ့ရဲ့အကွာဝေးပေါ့နော်အကွာဝေးလေးကိုဆရာတို့ချိန်လိုက်ပေါ့နော်ဒီနန်းလေးဒီနန်းလေးကနေပဲချိန်လိုက်မယ်တက်တက်လေးပေါ့နော်စားတဲ့နေရာဒီနန်းလေးမှာစားတက်တက်လေးပေါ့နော်ပြီးရင်မူတူးနဲ့ဒီနန်းလေးကနေရှင်နော်ဒီနန်းလေးကနေစားတယ်ပြီးရင်alpha point 2လေးမယ်သူကြတော့ဒီသူ့ရဲ့ဒီ center မှာမထားတော့ဘူးပေါ့နော်နေကိုမူတည်ပြီးတော့လဲမှာဖြစ်တယ်ပဲနေမှာထားမယ်ထားတဲ့အချိန်မှာလဲ control ကိုနှိပ်ထားပါတော့ control ကိုနှိပ်တယ်ဆိုရင်နေရဲ့အလေးတက်တဲ့ကိုဆရာတို့ရောက်သွားမယ်အဲဆိုကဘာလုံးလေးရဲ့နေလေးရဲ့ဆရာတို့ရသွားပြီပေါ့နော်အဲဆိုဒီမှာလဲရွေးရလို့ရပေါ့နော် shape layer 2 shape layer 1ဖြစ်နေတယ်နာမည်ပေးလိုက်မှာပေါ့နော် shape layer 2ကိုကြာတော့ဆရာတို့ enter ကိုနှိပ်ပြီးတော့ EART ပေးလိုက်မယ်shape layer 1ကိုကြာတော့ဒီမှာ sun လို့ပေးလိုက်မှာပေါ့နော်ဒါ S ကို enter ကိုနှိပ်ပြီးတော့ SUS sun ပေါ့နော်အရောင်လေးလည်းပြောင်းလို့ရတယ် sun ဆိုတဲ့အခါကျတော့အဝါရောင်ပေါ့နော်အဝါရောင်လေးထားလိုက်မယ် art ကကျတော့အပြာရောင်လေးပေါ့နော်အဲ့ဒါနာမည်လည်းပေးထားမယ်ဆရာတို့အရောင်လေးလည်းပြောင်းထားမယ်ဆိုရင်နော်ဒီတိုင်းလေးမှာဟိုကိုကတက်ပြီးတော့မြင်ရအောင်ပေါ့နော်ဘယ်ဟာ art ဘယ်ဟာ sun ဆိုပြီးတော့မြင်ရလိမ့်မယ် stop with icon လေးတစ်ချက်နှိပ်ပေါ့နော်တစ်ချက်နှိပ်ပြီးဆိုလို့ရှိရင်ဆရာတို့လဲမယ်ပေါ့နော်အဲ့တော့လဲတဲ့အချိန်ကတော့အဆုံးထိပဲသွားလိုက်ပေါ့နော်အဆုံးထိပဲသွားပြီးရင်ဝင်နေနှစ်ပတ်နဲ့90 degree လောက်ရှိလိုက်ပါပေါ့နော်90ဆိုရင်ဒါတစ်စိတ်ပေါ့နော်တစ်စိတ်အဲဆိုရင်ဒီတိုင်းလေးရတော့ဟုတ်ပြီအဲဆိုဆရာတို့ပလေးကြည့်အောင်အဲ့တိုင်းလေးလဲနေတာကိုတွေ့ရလိမ့်မယ်အဲဆရာတို့ဘာလို့လေးလာလို့ရလဲဆိုလို့ရှိရင် rotation ပေါ့နော် rotation ကဘယ်ပေါ်မူတည်ပြီးတော့လဲလဲဆိုရင်အခါ point ပေါ်မူတည်ပြီးတော့လဲတာပေါ့နော်နေပါဆိုရင်အခါ point ကလဲထည့်ထားတော့ဒီတိုင်းလဲတယ်လာကြတော့သူရဲ့အခါ point ကိုဒီဘက်မှာရွှေ့ထားတဲ့အခါကျတော့နေကိုပုံပြုပြီးတော့လဲနေတဲ့ပုံစံမျိုးလေးတွေ့ရတာပေါ့နော်ဟုတ်တယ်အဲ့ဆိုတော့အဆုံးသက်အဲ့ဆိုတော့ပြန်လာတဲ့ခါကျတော့ဖြစ်နေတော့ဆရာတို့အပိုက်ရည်ထိကြပဲလိုက်မနော်0ပေါ့ဗျာအဲ့ဆိုတော့အဆုံးနဲ့အစားနဲ့ကြိုက်သွားတာပေါ့နော်ချိုး animation တွေဆိုလို့ရှိရင်အဲ့လိုဖြစ်ဖို့လိုတယ်ပေါ့နော် sim lamp လို့ခေါ်တယ်အဆုံးနဲ့အစားနဲ့ကြိုက်ဖို့လိုတယ်ပေါ့နော်အဆုံးနဲ့အစားနဲ့ကြိုက်သွားတယ်ဆိုလို့ရှိရင်သူကဟိုအစားအနေပြန်လာလို့ရှိရင်လေဒီတိုင်းပဲသူကမျက်စိထဲမှာအဆုံးအစားလို့မမြင်ရတော့ဘူးပေါ့နော်အဲ့လိုလေးလဲသွားလိမ့်မယ်အဲ့တော့နောက်ထပ်ဆရာတို့ဆက်ပြီးတော့တွားကြည့်အောင်နော်အဲ့ဆိုကဘာပေါ့နော်ဆရာတို့ဒီဇိုင်းလုပ်တယ်ဆိုရင်တော့ဆရာတို့ key frame 0မှာထားပြီးတော့လုပ်တာပဲကောင်းတယ်။ဒါလေးဒီဘက်ဒီဘက်မှာမလုပ်နဲ့ပေါ့နော်။ဒီဇိုင်းပိုင်းပြန်သွားမယ်။ဒီ
ဘက်ကိုရသွားပြီပြီးပြီဆိုလို့ရှိရင်ဆရာတို့ဒီကဘာပေါ်မှာပဲပေါ့နော်ဆရာတို့တိုက်လေးတွေဆရာတို့ထည့်မှာနော်တိုက်လေးထည့်ခြင်းလို့ရှိရင် shape 2 Q ကိုယူမယ်ပေါ့နော်ဒီကယူလိုက်ရတယ် Q ယူပြီး rounded rectangle ကိုယူမယ်ယူပြီးဆိုရင်ဆရာတို့ထည့်လို့ရတယ်ပေါ့နော်ဟုတ်တယ်ပြီးရင်တော့အစိမ်းရောင်လေးပေါ့နော်အစိမ်းရောင်လေးထည့်လို့ရမယ်ကဘာလုံးပေါ့နော်ပြီးရင်နောက်ထပ် rounded rectangle ကိုယူမယ်ဒါတော့အနာတိကတိုက်ပေါ့နော်အစိမ်းရောင်လေးဆရာတို့ထည့်လို့ရမယ်ပြီးရင်တော့ဒီနိုင်လေးမှာအာဖရိကအာရှတိုက်ပေါ့နော်ဒီလိုလေးစိမ်းရောင်လေးထည့်ရမယ်ဒါပေမဲ့ဗာပြဿနာရှိလဲဆိုတော့သူကဆရာတို့ကဒီအဝိုင်းလေးရဲ့အထင်မှာပဲဝင်ကျင်တာပေါ့နော်ဝင်ကျင်တာဖြစ်တဲ့အတွက် mask အုပ်ပေးလို့ရတာပေါ့နော်mask ကိုဆရာရှင်းပြရမယ်ဆိုလို့ရှိရင်သူကဒီ shape တွေပဲဖြစ်ဖြစ်ပေါ့နော်ဆရာတို့ပုံတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါ mask နဲ့အုပ်လို့ရတယ်ဒီမှာတော့သီးသန့် mask တော့မပါဘူးပေါ့နော်ဆရာလေယာအသက်မှာဆက်ပြပေးမယ်လေယာအသက်မှာဆရာဒါမျိုးလေးဆွဲလိုက်မှာပေါ့နော်၄တောင်တစ်ခုနောက်ထပ်၄တောင်လောက်ပဲနဲ့အဝိုင်းပေါ့နော်အဝိုင်းတစ်ခုပေါ့အဝိုင်းလေးလည်းအယောင်ပြောင်းလိုက်ပြီးရင်အနီရောင်ပိုလီဂွန်လေးပေါ့နော်ပြီးတော့ဖိဆွဲလို့ရဘယ်လိုမျိုးပဲဆွဲပေါ့နော်ဆရာတို့ shape လေးတွေရှိတာပေါ့နော် shape လေးရှိတဲ့အချိန်မှာဆရာတို့shape မှုပေါ့နော်ဒီနေ့လေးက shape မှုယူထားတယ်အဲ့ဒါနောက်ထပ်ပိုင်းယူလဲဆိုတော့ဆရာ rounded rectangle တူပဲလေအဲ့ဒါဒီချိန်မှာ shape မှုမဟုတ်ဘဲနဲ့ဆရာတို့ဒီဘက်ပေးရပေါ့နော် mask မှုပေါ့နော် create mask တဲ့ဟာလေးပြောင်းလိုက်တယ်ဆိုရင်တော့ဆရာတို့ mask မှုလေးရောက်သွားပြီပေါ့နော်အဲ့ဒါ mask မှုမပြောင်းခင်ဒီမှာပြမယ်ဆိုရင်ဒါ poly star 1ရှိတယ်L1 ရှိတယ်အစိမ်းရောင်နော် rectangle 1ရှိတယ်ဒါ test layer ပေါ့နော် enter နေပြီးတော့နေပဲပြောင်းလိုက် enter နေပြီး ds test l1 test layer ရှိသွားပါပေါ့နော် test layer ရှိပြီးသွားလို့ရှင်ဆရာတို့ခုန၄တောင်ယူပြီးဆရာတို့ mask လို့ပြောင်းတယ်နော် mask လို့ယူသွားပြီးတော့ဆရာတို့သူ့ပေါ်မှာ select ပေးလိုက်တာပေါ့နော်select ပေးတဲ့အခါမှာဆရာတို့ဘာဖြစ်သွားလဲဆိုတော့သူကအဲ့ဒါကို mask လုပ်ပေးသွားတယ်ပေါ့နော် mask လုပ်ပေးသွားတဲ့အတွက်တော့ဘာဖြစ်လဲဆိုတော့ဒီ mask area ထဲမှာရှိတဲ့ဟာတွေပဲသူက basic ပဲမြင်ရတာလို့မျိုးသူကဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ mask မှာသူက adapt ပေါ့နော် mask 1ဆိုပြီးတော့ဝင်သွားတယ် adapt ပေါ့နော်တကယ်လို့ set track ဆိုလို့ရှိရင်တော့သူကဒီ area ကိုသူကနှုတ်ပြီးတော့အပြင်ကဟာတွေကိုပဲမြင်ရတာပေါ့နော်ကိုကတော့ adapt ပဲဆရာတို့ထားပါအောင် adapt ပေါ့နော်အဲ့လိုလေးဆရာတို့မဆုပ်လိုက်လို့ရတာပေါ့နော်ဒါ test layer အဲ့တော့အဲ့ဒီသဘောတရားကိုရသွားပြီနော် test layer မှာပွင့်လိုက်တယ်ဆိုရင်သူရဲ့ content ပေါ့နော် content ရဲ့ transform နှစ်ခုရှိတဲ့အထက်မှာ content မှာတော့ခုန shape 3ခုမြင်ရမယ် content ရဲ့အောက်မှာ mask ဆိုပြီးတော့တူလာတယ် mask 1ဆိုတာလေးကိုမြင်ရလိမ့်မယ်ပေါ့နော်အဲ့လိုလေးရေးပြီး hey mask 1ကိုစိုက်ပြန်ချိန်လို့လေဆရာတို့ရှာသေးတာပေါ့နော်ပြီး mask 1ကိုတစ်ပတ်ကလေးနှိပ်လိုက် transformation tool လေးပေါ်လာတယ်shape ပြန်ချိန်လို့ရမယ်အဲ့ဆိုကအရောင်ဆက်ထားတဲ့ shape လေးတွေလုပ်လို့ရတာပေါ့နော်ဟုတ်ပြီအဲ့ဆိုဆရာတို့ဒီဘက်ကိုပြန်သွားအောင်ပေါ့နော် test layer ကိုဆရာတို့ဖြတ်လိုက်ပါပေါ့နော်ဒီကဘာလုံးလေးကိုလည်းဆရာတို့ mask နဲ့အုပ်လိုက်မှာပေါ့နော်ပိုနေတဲ့နေရာလေးတွေmask အုပ်တယ်ဆိုလို့ရှိရင်သူ့ layer ကိုနှိပ်တာပေါ့နော် earth layer ကိုရွေးထားမယ်ရွေးထားပြီးဆိုလို့ရှိရင်ဒီ LF2 ကိုရွေးတာပေါ့နော်ရွေးထားပြီး shape မှုမဟုတ်ပဲねဆရာတို့ mask မှုကိုပြောင်းလိုက်ပေါ့နော် mask မှုကိုပြောင်းပြီးဆရာတို့ဝိုင်းလိုက်လို့ရတယ်ပေါ့နော်ဝိုင်းလိုက်တယ်ဆိုရင်ဒီကဘာလုံးလေးကပိုးနေတဲ့နေရာတွေကို mask အုပ်သွားလိုက်ဝိုင်းတာတော့အဲ့လိုစောင်းစောင်းကြီးဖြစ်နေမှာပေါ့နော်space ကိုနှိပ်ထားပြီးတော့ရွှေ့လို့ရတယ်တကယ်လို့ space ကိုနှိပ်ထားပြီးတော့မရွှေ့တတ်ဘူးအရင်ဝိုင်းလိုက်အရင်ဝိုင်းပြီးလို့ရှိရင်ဒီဘက်က mask 1ကိုနှိပ်ထားပေါ့နော်ပြီးရင်ဒီပေါ်မှာ move 2နဲ့နှစ်ချက်နှိပ်ပါနော် mask 2နဲ့ဆိုတော့ပြန်ဆွဲတာဖြစ်မှာ move 2ကိုရေးပြီးတော့ mask ပေါ်မှာဒီဘက်ကလေးနှိပ်လိုက်ရင် transformation control လေးတွေပေါ်လာတယ်ပြန်ပြီးတော့ဆရာတို့ချိန်လို့ရလိမ့်မှာပေါ့နော်ဟုတ်တယ်ရွှေ့လိုက်ရင်ဆရာတို့ကဘာလုံးလေးရသွားတယ်illustrator မှာလည်းဆရာတို့ဆွဲလို့ရပါတယ်ဒါပေမဲ့ကိုယ်အနေနဲ့ဒီ after effect ထဲမှာပဲချို့
ရှိတ်လေးတွေဆွဲတက်လို့ရှိရင်ပို့ပြီးတော့ကောင်းတာပေါ့နော်အဲ့လိုလေးရှာပါမယ်အဲ့ဒါနော်ဆရာတို့shift select ကိုနှိပ်ပြီးတော့ဆရာတို့ကြည့်အောင်ပေါ့နော် shift select ပေါ့နော် select ကိုနှိပ်ဒါမျိုးလေးရလိမ့်မယ်ပြီးရင်ဆရာတို့ play လုပ်ကြည့်မှာပေါ့နော် play လုပ်ကြည့်ဆိုလို့ရှိရင်ကမ္ဘာလုံးလေးကနေကိုလှည့်နေအောင်ဆရာတို့တွေ့ရမှာပေါ့နော်ပို့ပြီးတော့လည်းတဘာဝကျသွားအောင်နော်နေမှာလည်းအချုံလေးတွေပါတယ်ကမ္ဘာလုံးမှာလည်းအဲ့လိုရှည်နဲ့တိုက်လေးတွေဆရာတို့ပါတယ်ဆိုတော့ပို့ပြီးတော့တဘာဝကျသွားတာပေါ့နော်mask အချောင်းဆရာတို့ထပ်ပြောမှာပေါ့နော်ဆရာတို့ပုံနေမှာလဲဆရာတို့က mask တက်လို့ရတယ်ပေါ့နော်ဒီမှာတော့ပုံမရှိသေးဘူးပေါ့နော်ဆရာတို့ပုံတစ်ပုံထည့်လိုက်မှာပေါ့နော်နှိပ်ပြီးဆိုရင်import window မှာပဲ project window မှာပဲဆရာတို့ double click နှိပ်ပါနော် double click နှိပ်လိုက်ရင်ဒါပုံလေးတွေတွေ့ရလိမ့်မယ်ပေါ့နော်ဆရာဒီပုံလေးကိုဆရာတို့ထည့်လိုက်မှာပေါ့နော်နှိပ်ပြီးဆိုလို့ရှိရင် double click နှိပ်ထည့်လိုက်ရင်ဒီပုံလေးကဒီ project ထဲကိုရောက်လာတာနော်ဒါလေးကိုဆရာတို့ timeline ထဲမှာဆွဲပြီးတော့ထည့်လို့ရမှာနော် RTL ဆန်ရပြီးရင်ဒီမှာလည်းထည့်လို့ရတယ်ဒီရောက်ထဲမှာထည့်ရနော်အပေါ်မှာထည့်လိုက်မယ် timeline လေးရမှာထည့်လိုက်ရင်ဒါလေးပုံလေးရသွားတာပေါ့နော်ရှေ့ကိုတူလိုက်ပါနော်ညီအောင်တူလိုက်မယ်ပြီးရင်သူ့ရဲ့ scale ကိုဆရာတို့နည်းနည်းလေးညှိလိုက်ပါနော်ဒီကနေပဲညှိလိုက်ဒါလေးလည်းဆရာက mask လုပ်လို့ရတယ်ပေါ့နော် shape 2ကိုဆရာတို့ယူလိုက်မယ်ယူပြီးဆိုလို့ရှိရင်သူ့ပေါ်နေနော်သူကြတော့ mask move auto ရွေးတာပေါ့နော်ဒီ shape move မဟုတ်ဘဲနဲ့သူလေအောင်မှာဆိုရင်နှိပ်ပြီးတော့ဆရာတို့ဆွဲလိုက်တယ်ဆိုလို့ရှိရင်ဒါလေးက mask ဖြစ်သွားပြီပေါ့နော် mask ဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒါလေးရွှေ့လို့ရတယ်ရွှေ့ခြင်း move 2ပေါ့နော် move 2နဲ့ရွှေ့လို့ရတယ် sorry အဲ့ဒါလေးရွှေ့လို့ရတယ်scale ပေါ့နော် scale ကိုဆရာတို့ရွှေ့ခြင်းနဲ့ဆိုလို့ရှိရင်တစ်ချက်နှိပ်ပြီးတော့S ကိုနှိပ်ပေါ့နော် S ကိုနှိပ်ဒီတိုင်းလေးမှာ scale ဆိုတာလေးဆရာတို့တွေ့ရမှာပေါ့နော် scale လေးကိုချိန်လို့ရတယ်ပေါ့ဒါလောက်လေးပဲလာအဲ့ဒါဆို play လုပ်ကြည့်လိုက်မယ် play လုပ်ကြည့်ရဆိုလို့ရှိရင်တော့ဒီလိုလေးလှည့်နေအောင်ဆရာတို့တွေ့ရမှာပေါ့နော်အဲ့ဆိုအခြားဂျိုးတွေကိုလည်းဆရာတို့ကအများကြီးထည့်လို့ရသေးတယ်ပေါ့နော်အများကြီးထည့်ပြီးအဲ့လို animation လေးတွေလုပ်လို့ရတော့မှာပေါ့နော်အဲ့ဆိုဒီမှာကျတော့ဆရာတို့နောက်ခံကတော်တော်မဲနေပါနော်နောက်ခံကတော့အရောင်ပြန်ပြောင်းလို့ရတယ်နောက်ခံအရောင်ပြန်ပြောင်းခြင်းနော် composition တွေက composition setting ပေါ့နော်ရွှေ့ပြီးနောက်ခံလေး okay ဆိုလို့ရှိရင်နော်ဒါလေးရတော့တာပေါ့နော်တူးတွေရသွားပြီပါနော် idea အနေနဲ့ဆရာတို့နောက်ထပ်ဂျိုးတစ်လုံးထပ်ပြီးတော့ထည့်ကြည့်အောင်နော်နောက်ထပ်ဂျိုးကတော့ဆရာတို့အဲ့တော့လှအောင်လို့ဆရာကနောက်ထပ်ပါလေးထပ်ဖြည့်လိုက်မယ်ဆိုတော့လမ်းကြောင်းလေးဆရာတို့ထပ်ဖြည့်မှာပေါ့နော်အဲ့ဆိုတော့နောက်ထပ်အဝိုင်းလေးမယ်ဆွဲလိုက်ပါနော်ဒီဂျိုခပတ်ကွင်းပေါ့နော်ဒီလိုလေးဆွဲလိုက်လို့ရတယ် shift ကိုနှိပ်ပြီးဆွဲပါနော် shift ကိုနှိပ်ပြီးဆွဲမယ်ပြီးရင်ဆရာတို့အလဲကိုအရင်ဆုံးရွှေ့လိုက်ပါနော်အလဲပြီးပြီဆိုလို့ရှိရင်တော့ဒီခါကျတော့ shape က
fin ကိုတော့ nan လုပ်လိုက်ပေါ့နော် share fin ကိုတော့ fin ပေါ်မှာထောက်ပေါ့နော် fin ပေါ်မှာထောက်ပြီးတော့ nan ယူလိုက်မယ် okay ပြီးရင် stoke ပေါ့နော် stoke ကိုတစ်ချက်နှိပ်ပြီးတော့ solid ယူလိုက်မယ်နော် solid ယူရင်တော့ line ကြီးပဲထည့်တာပေါ့နော် line ကြီးထည့်ပြီး stoke color တော့ဆရာတို့အစိမ်းရောင်ပေါ့နော်အစိမ်းရောင်ထည့်လိုက်ရတယ်ဒါပေမဲ့အစိမ်းရောင်ကြီးအရင်များနေဆိုသူရဲ့ opacity ပေါ့နော် opacity ကိုနည်းနည်းလေး short လိုက်မှာပေါ့နော်သူရဲ့ attribute လေး opacity လေးကိုနည်းနည်းလေး short လိုက်မှာနော်50လောက် short လိုက်မယ်တော့ line မှာဆိုရင်တော့ဘာ attribute ဆရာတို့ရှိသေးလဲဆိုတော့ dash line လေးတွေတော့ထည့်လို့ရတယ်ပေါ့နော် dash line လေးထည့်ခြင်းနေဆိုထည့်တာဆရာတို့ဒီဘက်မှာမရှိဘူးပေါ့နော်အဲဆိုရင်ဆရာတို့ shape ကိုဖွင့်လိုက်ပါနော် shape layer 1ဆိုတဲ့နေရာမှာ path ပေါ့နော်နာမည်လေးရှင်းတော့ပေးလိုက်ပါအောင်မယ် P A D H path ပေါ့နော်လမ်းကြောင်းလေးပေးလိုက်မယ်အဲဆိုသူ့ရဲ့ content ထဲမှာ 11 ပေါ့နော် 11 ကိုဖွင့်လိုက်ပါနော် 11 ရဲ့ path ထဲမှာဆရာတို့ path ရှိတယ် stoke ရှိတယ် fin ရှိတယ်တော့ dash line ထဲနေရာဆရာတို့ stoke ထဲမှာပေါ့နော် stoke function ကိုဖွင့်လိုက်ရင်အများကြီးတွေ့ရလိမ့်မယ်ဒီထဲမှာ stoke color တွေ opacity တွေရှိတယ်ပေါ့နော်ဒီမှာ opacity တရားဆိုရင်ဆရာတို့ line color ဒါ layer မှာလောက်ထားတဲ့အတွက် layer opacity ဖြစ်နေတာပေါ့နော်ဒီက shade တွေကိုလည်း opacity ချိန်လို့ရတာပေါ့နော်ဟိုကဆရာဘာလုပ်မလဲဆိုတော့ဒီတိုင်းလေးမှာ dash ဆိုတဲ့ဟာလေးရှိတယ် dash ဆိုတဲ့နေရာမှာအပေါင်းလေးကိုနှိပ်ပေါ့နော်အပေါင်းလေးနှိပ်တယ်ဆိုရင် dash line လေးတွေဝင်လာလိမ့်မယ်ပေါ့နော်ပြီးရင်နောက်တစ်ခါဆရာတို့အပေါင်းလေးကိုထပ်နှိပ်တယ်ဆိုလို့ရှိရင် gap ဆိုတာဝင်လာလိမ့်မယ်အဲဆိုသူ့အောက်ထဲမှာ depth ကျဆရာတို့ gap ကြီးနှစ်ခုတွေ့ရမှာပေါ့နော်ဆရာတို့ပုံမှန်ပြင်ထည့်တာကတော့၃ချိုးတစ်ချိုးပေါ့နော် dash ကမြင်ရလို့ဆရာတို့ opacity ကိုနည်းနည်းတင်လိုက်မှာပေါ့နော်ဒါသူ့ရဲ့ layer opacity ကဒီမှာရှိတယ်25ပေါ့နော်ရတယ်ဆရာတို့ dash ရဲ့ gap ရဲ့ဆရာတို့ရှိတယ်ပေါ့နော် dash ရဲ့ gap ရဲ့ကို30ဆိုရင်တော့အတူတူပဲပေါ့နော်အဲဆိုရင်ဆရာတို့ပုံမှန်အဖြစ်တော့3ချိုးတစ်ချိုးထည့်တာများတယ် dash ကဆရာတို့30ပေါ့နော်အဲဆို30ဆိုရင်30ရှိတာပဲ gap ကတော့10ပေါ့နော်30ဆိုရင်လာတယ်တော့လမ်းကြောင်းလေးဖြစ်လာလိမ့်မယ်ပေါ့နော်အဲဆိုပုံမှန်အဖြစ်ဒီ layer ပေါ့နော် layer ရဲ့ opacity 100ပြန်ထားလိုက်ပေါ့နော်ဒီ opacity ကိုဆရာတို့ short လိုက်ပေါ့နော်20လောက်ထားလိုက်ပေါ့နော် enter နဲ့တိုင်းဆရာတို့20ရတော့ပေါ့နော်အဲဆရာတို့လမ်းကြောင်းလေးကြည့်လို့ရတယ်ပေါ့နော်သူလမ်းကြောင်းလေးတိုင်းလှည့်နေတာကိုတွေ့ရလိမ့်မယ်ပေါ့ဟုတ်တယ်ဆရာအဲ့ဒီထည့်တာတော့အတူတူပါပဲ up မှာလေးဆရာတို့တခုထပ်ထည့်လိုက်မယ်ပေါ့နော်ဆရာတို့ပြန်ပြီးတော့မလုပ်ရအောင်ဆရာတို့ဒီ11လေးကိုပိတ်လိုက်မှာပေါ့နော်ဒီသူလမ်းကြောင်းလေးကိုယူပြီးဒီ11ဆရာပြထားမယ် control C ကိုနှိပ်မယ်ပြီးရင်ဆရာတို့က content ပေါ်တစ်ချက်နှိပ်မယ်ပေါ့နော်ပြီးမှ control V ကိုနှိပ်တယ်ဆိုရင် ellipse 2ဆိုပြီးတော့ပေါ်လာတာပေါ့နော် ellipse 2ဆိုပြီးတော့ပေါ်လာတဲ့အခါကျရင်ဒီဟာလေးကိုဆရာတို့ကသေးလိုက်မှာပေါ့နော် shift နှိပ်ပြီးတော့သေးလိုက်တယ်ဆိုရင်ဒါကဘာရဲ့လမ်းကြောင်းလေးဆရာတို့ထည့်ရသွားမှာပေါ့နော်ကဘာရဲ့လမ်းကြောင်းလေးထည့်ရသွားတယ်ဆိုရင်ဒါကြတော့နှစ်ခုပေါ့နော်အဲ့လိုလမ်းကြောင်းလေးရသွားပြီနောက်ပိုင်းကိုက shape တွေရောဆရာတို့အဲ့လို path တွေရောပေါ့နော်ကျွမ်းကျင်သွားလို့ရှိရင်ကိုလိုချင်တဲ့ animation လေးတွေကိုကလုပ်လို့ရသွားမှာပေါ့နော် rotation after effects ကတော့ဆရာတို့ motion graphic လို့ခေါ်တာပေါ့နော်အဲဆိုတော့ကိုလိုချင်တဲ့ graphic လေးကိုစိတ်ကြိုက်ဆွဲပြီးလို့ရှိရင်စိတ်ကြိုက်လှုပ်ရှားမှုလေးထည့်လို့ရတာပေါ့နော်ပုံလေးလည်းထည့်တောင်းလို့ရအဲဆိုတော့ဒီ path ပေါ့နော် path ကအစိမ်းရောင်ဖြစ်နေတိတ်မလားအရောင်ပြောင်းလို့ရတယ်သူကလေယာဉ်ပေါ်မှာအရောင်ပြောင်းနေဆိုလို့ရှိရင်เนาะဒါနှစ်ခုလုံးပြောင်းသွားတာပေါ့နော်ပြီးရင် path ကိုပြန်ဝင်မယ်နည်းနည်းလေးချိန်လိုက်ပါနော် L2 ရဲ့ stoke ပေါ့နော်ဒါသေးလိုက်တယ်ဆိုရင်ဒါ stoke ပါသေးသွားလို့ပေါ့နော်L2 ရဲ့ stoke white ကဆရာတို့30ပေါ့အဆန်တော့ဆရာတို့ shape တွေအကြောင်းနဲ့ဆရာတို့အကောက် point အကြောင်းလေးကိုဆရာတို့သိချာရသွားပြီလို့ထင်နောက်တစ်ခုကတော့ mask ပေါ့နော်မကြွချင်သေးလို့ရှိရင်နောက်တစ်ခါလောက်ပြန်လုပ်ကြည့်ပါနော်ဆရာတို့ကြည့်အောင်နောက်ဆုံး project နေနဲ့ဒါမျိုးလေးရသွားပြီအဲ့တော့ကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆရာတို့နောက် lesson 4မှာပြန်ပြီးတော့တွေ့ရအောင်ပေါ့နော်အစားတော့ဆရာ key frame တွေသင်ဖို့လုပ်ပေးမယ်ဒီ shape လေးတွေနဲ့ rotation ပေါ့နော်အဓိကတော့
anchor point ပေါ့နော် anchor point notation မှာပို့ပြီးတော့ဒီချိန်လေးနဲ့ anchor point notation ကိုနားလည်မှာပို့ပြီးတော့အဆင်ပြေမှာမလို့ဒါလေးကိုဆရာလုပ်ပြတာပေါ့နော်ပြီးတော့ Control S နှိပ်ပြီးတော့ save ထားလို့ရမှာပေါ့ကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ထုံးစံတိုင်းပဲနားမလဲရရှိရင်လည်း comment မှာမေးထားခဲ့ပေါ့နော်ဆရာတိကျလေးပြန်ဖြေပေးပါမယ်